လက်ရှိကတော့သူစပိန်စီးတတ်တယ်ပြီးဆိုရင်ဘောလုံးကိုကောက်တယ်ပေါ့ဘောလုံးကောက်ပြီးလက်ထဲလာပေးတာတို့ပြီးဆိုနောက်ဒီအမှိုက်ပုံးတွေဘောလုံးတွေလိုက်ထဲတာတို့အဲ့ဒါတွေလုပ်တတ်တယ်ပြီးဆိုနောက်တစ်ခုကဒီလိုပေါ့နော်ဒီလိုခွင်းလေးကိုကိုက်တယ်ကိုက်ပြီးတော့ဒီထဲထည့်တယ်အဲ့ဒါတွေကစသူရတယ်ပေါ့နော်ဟုတ်သူကတော်တော်များများတော့သူတက်ပါတယ်သူ့နာမည်ကပင်တီပါသူ့အသက်ကအခုဆိုဟွာရှိပါပြီမှာ8လထဲမှာရှိပါပြီပင်တီလေးရတော့ဟုတ်သူဆိုလဲဟိုကလေးပေါ်လေးတွေကတော့မွေးထားတာပဲအဲ့ပင်တီဆိုတဲ့ကလေးလေးလေဒါပေမဲ့အရွယ်တစ်ခုရောက်လာတော့နည်းနည်းတော့ခေါင်းကြောမှလာပြီအခုဆိုရင်တော့စိုးလာပြီပေါ့စပိန်စီးတာတော့ဒီကလေးပဲလေ့ကျင့်တာသူ့ပဲလေ့ကျင့်တာအဆောက်ကလည်းဟိုစပိန်ဗမာရှာဝယ်ရမလဲဆိုတော့လိုက်ဝယ်သေးတယ်ဒါပေမဲ့လုံးဝဝယ်လို့မရတော့ကျွန်တော်ကိုယ်တိုင်လုပ်တာပေါ့နော် PVC ပိုက်တွေကိုဖြတ်ပြီးတော့အိမ်မှာထိုင်လုပ်တယ်ဒါပေမဲ့မဖြစ်လာဘူးစပိန်ကဒါပေမဲ့စပိန်ကိုယ်တယ်တော့ဖြစ်လာတာပေါ့နောက်စပိန်နင်းလို့ရတဲ့အဒီအဝိုင်းလေးပေါ့နော်အဲ့အဝိုင်းလေးကိုလုပ်ကြည့်တယ်လုပ်ကြည့်ရအဲ့ဒါလည်းအဆင်မပြေဒါပေမဲ့နောက်ပိုင်းကျတော့အစီး30ကျော်လောက်မှရတယ်အစီး30ကျော်လောက်မှရတော့ဘာဖြစ်လဲဆိုတော့ငှက်ကဒီရှေ့ကိုနင်းနေဆိုရင်ဒီနောက်ကိုပြင်မယ်ရတော့ကွာလားအဲ့ထက်ကတေးကျိုးကလေဖန်နီတုံးကတော့သူ့အတွက်မဟုတ်ဘူးဒီစပိန်စီရဲ့ကလေးအတွက်ပဲအဓိကလုပ်ပေးတာအဲ့တော့ဆိုအဲ့ PVC ပိုက်ရပိုင်းနဲ့ကျွန်တော်လုပ်ခဲ့တယ်ဒါပေမဲ့အဆင်မပြေဘူးကြားပြန်တော့စပိန်ရှေ့နင်းနေဆိုနောက်ကိုပြင်ပြီးကန်တာပေါ့တေးကျိုးကအဲ့လည်းအဆင်မပြေတော့ကျွန်တော်ထပ်ထားလိုက်သေးတယ်ဟိုအစီး30မြောက်ပေါ့နော်အဲ့ဒီမှာကျွန်တော်စပိန်လေးတစ်စီးထပ်ရတယ်စပိန်လေးစီးရတယ်ဒါပေမဲ့အဲ့စပိန်ကိုဗျာသူနဲ့အဲ့ငှက်နဲ့ဒီ channel မှာပဲခဏထည့်ထားလိုက်တာပေါ့သူကောင်းကောင်းကျွမ်းကျွမ်းကျင်ကျင်နင်းတက်အောင်ဒီစပိန်ကိုမကြောက်အောင်ဆိုပြီးတော့အဲကျွန်တော်ထည့်ထားလိုက်ရစပိန်ကိုနောက်လေးကိုကြာတော့တစားစီဖြတ်စီးလိုက်တော့ပေါ့နော်အဲစပိန်ကပြန်ပြတ်သွားတော့ပြန်ပြီးတော့ဟိုဟာပြန်လောက်လာတာပေါ့အစားနဲ့ပြန်ပြီးတော့သူဖြတ်စီးပြီးတော့နောက်ဆုံးဘယ်လိုပြန်ရသွားလဲဆိုတော့ဟိုထိုင်းရနေပြီးတော့နော်ထိုင်းရနေပြီးတော့ဓာတ်ရိုက်မှာတာပေါ့အဲဒါမဲ့ထိုင်းရမှာပြီးတော့မှအဲ့စပိန်လေးကြာမှအဆင်ပြေသွားတယ်ကျွန်တော်ပြန်လေးပြင်လာတော့လေလက်ရှိကတော့သူစပိန်စီးတတ်တယ်ပြီးဆိုရင်ဘောလုံးကိုကောက်တယ်ပေါ့ဘောလုံးကောက်ပြီးလက်ထဲလာပေးတာပြီးတော့နောက်အမှိုက်ပုံးတွေဘောလုံးတွေလိုက်ထဲတာအဲ့ဒါလုပ်တတ်တယ်ပြီးတော့သူကဒီလိုပေါ့နော်ဒီလိုခွင်းလေးကိုကိုက်တယ်ကိုက်ပြီးတော့ဒီထဲထည့်တယ်အဲ့ဒါတွေကစသူရတယ်ပေါ့နော်ဟုတ်သူကတော်တော်များများတော့သူတက်ပါတယ်ဒါသူ့ကိုတင်မဲ့ပစ္စည်းတွေလည်းထပ်မှာထားသေးတယ်ဒါပေမဲ့အဲ့ဒါတွေကနောက်ရှေ့လာတယ်မှာထပ်ရမှာပေါ့အဲ့ထပ်ရမှာသူနောက်လည်း training သူထပ်သွားအောင်ပါ